6ရှမ်းဟာ3ရက်တာပင်လယ်ထွက်ပြီးရှာဖွေရရှိလာတဲ့ငွေ1000ကျော်ကိုသူ့အမေစီအပြုံးနဲ့အပ်နှင်းလိုက်ပါတယ်။အမေဖြစ်သူကသူ့သားပင်ပန်းမှာဆိုလို့ခောက်ဆွဲပူလေးကျွေးပြီးစောစောအိပ်ဖို့မှာကြားနေချိန်မှာအဖေဖြစ်သူကတော့အရင်20ကမှတ်သားထားတဲ့အဖိုးတန်ဒီရီနဲ့ငါးဖမ်းလျှို့ဝှက်ချက်မှတ်စုလေးကိုသားဖြစ်သူအတွက်အိပ်ရာထဲထည့်ပေးထားခဲ့ပါတယ်။အိပ်ရာဝန်ခံနီးမှာချစ်သူရှောင်ရဲစီကနေမနှက်ဖြန်သူတို့အိမ်မှာညစာအတူစားဖို့နဲ့တိုင်ဘက်ချန်ဟောက်ပါရှိနေမယ်ဆိုတဲ့ message ဝင်လာပါတယ်။ဒါဟာသူ့ကိုအဆက်ခွဲဖို့ရည်ရွယ်ချက်ရှိစီစဉ်ထားတဲ့ထောင်ချောင်းမှန်းချောင်းရှမ်းရေးမိပေမဲ့နောက်မဆုတ်ပဲရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မှာချန်ဟောက်ကဈေးကြီးတဲ့လက်ဆောင်ပစ္စည်းတွေပန်းစည်းတွေနဲ့ရှောင်ရဲတို့အိမ်ကိုအထားကြရောက်လာပြီးအမေဖြစ်သူရဲ့မျက်နှာသာပေးမှုကိုအပြည့်အဝရယူနေပါတယ်။ခဏအကြာမှာတော့6ရှမ်းကပင်လယ်ထဲကကိုယ်တိုင်ဖမ်းလာတဲ့လက်ဆက်တဲ့ငါးနှကောင်ကိုပလတ်စတစ်အိတ်နဲ့ထည့်ပြီးရိုးရှင်းရောက်လာခဲ့ပါတယ်။ဒါကိုရှောင်ရဲအမေကမထင်မရှားသဘောထားပြီးပေါင်းချက်ဖို့မိဖို့ကြောင့်လည်းယူသွားခဲ့ပါတယ်။ထမင်းစပွဲမှာချန်ဟောက်ကနိုင်ငံခြားကနေတင်သွင်းလာတဲ့ဝိုင်ဈေးကြီးနဲ့သူ့ကုမ္ပဏီရဲ့ဩစတြေးလျပစုံထုတ်ကြီးဆိုးမှုအကြောင်းမာနထောင်လွှားစွာကြွားလုံးထုတ်ပြီး6ရှမ်းကိုတန်ငါသေးအဆင့်ပဲရှိတယ်ဆိုပြီးတွဲဝိုင်းနေချလိုက်ပါတယ်။ဒါပေမဲ့ပေါင်းထားတဲ့ငါးကိုမြည်ဆန်းလိုက်တဲ့အခါအရသာကထူးခြားစွာကောင်းမွန်နေတာကြောင့်အားလုံးအံ့ဩသွားကြပါတယ်။အဲ့ဒီအခါ6ရှမ်းကဒါဟာမွေးမြူရေးငါမဟုတ်ပဲပင်လယ်ပြင်ကရတဲ့တဘာဝငါဖြစ်ပြီးအပြင်ပေါက်ဈေးယွမ်3000ကျော်တန်ကြေးရှိကြောင်းပညာရှင်ဆန်ဆန်ရှင်းပြလိုက်ပါတယ်။ဒါအပြင်အေးခဲထားတဲ့ပင်လယ်စာတွေဟာအကြိမ်ကြိမ်အေးခံအရေးဖြိုးလုပ်ထားလို့အာဟာရနဲ့အရေးသွေးထက်ဝက်ကျော်ပျက်စီးနေကြောင်းလက်ဆက်မှုကသာအဓိကဖြစ်ကြောင်းသိပ္ပံနည်းကျထောက်ပြပြီးချန်ဟောက်ကိုစကားမပြောနိုင်အောင်ပွဲသိမ်းတုံ့ပြန်လိုက်ပါတယ်။အရှက်ရသွားတဲ့ချန်ဟောက်ဟာဒေါသအကြီးထွက်ခွာသွားပြီးအိမ်ရှိမှာ6ရှမ်းကိုလှေဆုပ်လေးနဲ့တက်ကြခံမှာမဟုတ်ဘူးလို့ချင်းချောက်ခဲ့ပေမဲ့6ရှမ်းကတော့ဥတီချက်မှန်ဖို့သာအဓိကဖြစ်တယ်လို့ပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့ချန်ဟောက်ဟာဖခင်ဖြစ်သူရေလုပ်ငန်းရှင်ကြီးချန်ဝမ်ဟိုင်စီမှာဒေါသတကြီးတိုင်တန်းမာတော့တယ်။ဒါပေမဲ့ဖခင်ဖြစ်သူကတော့6ရှမ်းဟာသူ့အဖေထက်ပိုပါနှက်ပြီးလူစွမ်းကောင်းဖြစ်ကြောင်းရိပ်မိသွားပါတယ်။ဒါကြောင့်ချန်ဝမ်ဟိုင်က6ရှမ်းကိုလုံးဝလှုပ်ရှားလို့မရအောင်စိတ်ကန်းတစ်ခုလုံးကိုအမိန့်ထုတ်ပြီး6ရှမ်းစီကငါးဝယ်သူနဲ့ကူညီသူမှန်သမျှကိုရေလုပ်ငန်းလောကကနေဖယ်ထုတ်ပစ်မယ်လို့ရက်ဆက်စွာပိတ်ဆို့အရေးယူလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့စိတ်ကန်းကတန်ငါသည်တွေဟာချန်ဝမ်ဟိုင်ရဲ့ဖိအားကြောင့်6ရှမ်းကိုရှောင်ဖယ်လာကြပြီးလှေသူကြီးတိတ်ကလည်းမိသားစုစာဝတ်နေရေးကြောင့်မကူညီနိုင်တော့တဲ့အတွက်မျက်ရည်ကျကတောင်းပန်ခဲ့ရပါတယ်။ငါးအေးခန်းတွေဒီဇယ်စီဆိုင်တွေကပါ6ရှမ်းကိုစီမယောင်းရဲငါးလက်မခံရဲအောင်ပိတ်ပင်ထားကြသလိုစားတောက်ဆိုင်တွေကပါစာချုပ်ဖြတ်သိမ်းရမယ့်အခြေအနေထိဖိအားပေးခံလိုက်ရပါတယ်။လမ်းစာတွေအားလုံးအပိတ်ခံလိုက်ရပေမဲ့6ရှမ်းဟာစိတ်တက်မကြပဲချန်ဝမ်ဟိုင်စီကိုတိုက်ရိုက်ဖုန်းဆက်ပြီးရင်ဆိုင်တွေ့ဆုံဖို့ချိန်ဆလိုက်ပါတယ်။ကြီးကျယ်ခမ်းနားတဲ့ရုံးခန်းကြီးထဲမှာချန်ဝမ်ဟိုင်က6ရှမ်းကိုအဖိုးတန်ငါးဖမ်းကွက်လှို့ဝှက်ချက်တွေပေးရင်တစ်နှစ်ကိုလစာငွေ9သိန်းနဲ့ဤပညာအကြံပေးရာထူးပေးမယ်ဆိုပြီးတင်သွင်းဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့6ရှမ်းကပင်လယ်ပြင်ဟာဘသူရဲ့တူးရဲပိုင်မှာမဟုတ်ပဲတန်ငါသည်အားလုံးနဲ့ဆိုင်တာကြောင့်ဒီကန့်လန့်မှုကိုပြက်ပြက်တသားညှင်းပယ်ခဲ့ပြီးတန်ငါတွေကိုဈေးနှိမ်ခံရတဲ့ဘဝကနေကယ်တင်မယ်လို့ရင်ဆိုင်ပြောကြားလိုက်ပါတယ်။အဲ့ဒီညမှာပဲ6ရှမ်းဟာဦးလေးကျင်းရဲ့ခြံဝင်းထဲမှာဒေတာခံတန်ငါတွေကိုလှို့ဝှက်ခေါ်ယူပြီးအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါတယ်။6ရှမ်းကကုမ္ပဏီကြီးတွေဟာတန်ငါတွေစီကနေငါးတွေကိုဈေးပေါပေါနဲ့ဖြတ်ခုတ်ယူပြီးအမျက်80%ကျော်ခေါင်းပုံဖြတ်နေပုံကိုစည်ရင်းစရာတွေနဲ့မျက်ဝါးထင်ထင်ထောက်ပြရှင်းပြလိုက်ပါတယ်။သူတို့အလားဟာစွန့်ပစ်နေတဲ့ငါးတချို့ဟာအဆင့်မြင့်ဂျပန်စားတောက်ဆိုင်တွေမှာမယုံနိုင်တော့အောင်ဈေးကောင်းရနေပုံနဲ့အဲ့ဒီငါးတွေကိုစနစ်တကျဖန်ဆီးထိန်းသိမ်းနေတွေကိုပညာရှင်ပိသက်စွာတင် जा ပေးခဲ့ပါတယ်။ဒါအပြင်မြို့ပေါ်ကအဆင့်မြင့်စားတောက်ဆိုင်ကြီးနဲ့စာချုပ်ချုပ်ဆိုထားပြီးသားဖြစ်လို့သူတို့ရရှိတဲ့ငါးတွေကိုပေါက်ဈေးရဲ့60%နဲ့တိုက်ရိုက်ဝယ်ယူပေးမယ်လို့အာမခံလိုက်တဲ့အခါတန်ငါတွေအားလုံးမျက်စိပွင့်သွားကြပါတယ်။နှစ်ပေါင်းများစွာကောင်းကောင်းခံလာခဲ့ရတဲ့တန်ငါတွေကြီးတွေဟာ6ရှမ်းရဲ့ရဲရင်မှုနဲ့တိကျတဲ့အစီအစဉ်တွေကြောင့်စိတ်ဓာတ်တွေနိုးကြလာပြီး6ရှမ်းနဲ့အတူလက်တွဲတော်လှန်မှုတခဲနဲ့သဘောတူလိုက်ကြပါတယ်။အစည်းအဝေးအပြီးညဘက်လမ်းမထက်မှာရှောင်းရွက်က6ရှမ်းကိုစောင့်ကြိုနေပြီးသူ့ရဲ့ရွေးချယ်မှုတိုင်းကိုအပြည့်အဝယုံကြည်ထောက်ခံကြောင်းပြောကြားရင်းချစ်ချင်းမေတ္တာအပြည့်နဲ့လက်ဆောင်တစ်ခုပေးအပ်လိုက်တဲ့အခါ6ရှမ်းရဲ့ရှေ့ဆက်ရမယ့်တိုက်ပွဲခရီးဟာပုံမခိုင်မာသွားပါတော့တယ်။ကျောင်းစင်းချိန်ကလေးကစောင့်နေတဲ့ရှောင်းရွက်ကအစည်းအဝေးဘလို့အခြေအနေရှိလဲလို့စိတ်လှုပ်ရှားစွာမေးမြန်းလိုက်ပါတယ်။6ရှမ်းကတန်ငါသည်73ယောက်တိတိသူနဲ့အတူလက်တွဲဖို့သဘောတူခဲ့ကြတယ်လို့ပြုံးပြီးဖြေကြားတဲ့အခါရှောင်းရွက်ဟာအရန်ကိုဝမ်းသာဂုဏ်ယူသွားခဲ့ပါတယ်။ရှောင်းရွက်က6ရှမ်းကိုစာတင်ကြားပေးနေတဲ့ဆရာတယောက်လိုအထင်ကြီးစရာကောင်းကြောင်းချီးကျူးလိုက်ပြီး6ရှမ်းကလည်းသူဟာလူလူနဲ့အနီးဆက်ဆုံးသူတည်တည်တယောက်ဖြစ်ပျော်ရွှင်နေကြောင်းရင်းရင်းနှီးနှီးပြန်ပြောပြခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့စကားဝိုင်းဟာညစ်နက်လမ်းမထက်မှာနှွေးထွေးတဲ့ချစ်ချင်းမေတ္တာတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ရှောင်းရွက်ကသူ့အမေရဲ့စိတ်သဘောထားကြောင့်စိတ်မညစ်ဖို့အမေရဲ့အတွေးကိုမပြောင်းလဲနိုင်ပေမဲ့သူ့ကိုယ်ပိုင်ရွေးချယ်မှုကိုလည်းဘယ်သူမှတားဆီးလို့မရနိုင်ကြောင်းအခိုင်အမာပြောကြားလိုက်ပါတယ်။ဒါအပြင်6ရှမ်းအနေနဲ့ဘာကိုမှနောက်ဆက်မတင်ပဲရှေ့ဆက်လှုပ်ဆောင်ရမယ်ရေလုပ်ငန်းတော်လှန်ရေးအစီအစဉ်ကိုသာအာရုံစိုက်ဖို့တက်တီပေးအားပေးစကားဆိုလိုက်ပါတယ်။အဲ့ဒီနောက်ရှောင်းရွက်ကသူ့အိတ်ထဲကနေဘန်ကက်တစ်ခုကိုထုတ်ယူပြီး6ရှမ်းရဲ့လက်ထဲကိုအတင်းထည့်ပေးလိုက်ပါတယ်။6ရှမ်းကဒါဘာလဲလို့အံ့အားသင့်စွာမေးလိုက်တဲ့အခါရှောင်းရွက်ကဒါဟာသူ့ရဲ့စုဆောင်းငွေတွေဖြစ်ပြီးအခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားဖို့အတွက်မဖြစ်မနေသုံးစွဲစေချင်တယ်လို့စိတ်ရင်းအပြည့်နဲ့ရှင်းပြလိုက်ပါတယ်။ကိုချိုးရှာရေလုပ်ငန်းရှင်ကြီးရဲ့အကြက်ကင်ပိတ်ဆို့မှုတွေကိုမတုံမလုံးရင်ဆိုင်ကျော်လွှားပြီးတန်ငါတွေရဲ့အခွင့်အရေးနဲ့ဘဝတစ်ကိုပြန်လည်ရယူပေးမဲ့6ရှမ်းရဲ့အမှန်တရားတိုက်ပွဲဟာချစ်သူရဲ့ခိုင်မာတဲ့ယုံကြည်ထောက်ခံမှုနဲ့တူအောင်ပွဲစီကိုအရှိန်အဟုန်ပြင်းစွာဆက်လက်ချီတက်သွားပါတော့တယ်။